Yamaha အိမ်မက်ကျွန်တော်တို့ brand new 2026 model standard version အမဲအောင်တစ်စီးလဲကျွန်တော်တို့ဆိုင်မှာရှိအောင်မယ်ဗျာနော်စမူစာခွန်ကထုတ်ပန်ကျွန်တော်အုံနှုံးရိုက်မှာရှိတဲ့ညီကိုတွေရောကျွန်တော်နေဝေးညီကိုတွေရောလက်ငယ်ရေးကြလိုချင်နေဆိုရင်ကျွန်တော်လီယန်ယုံဆိုတဲ့ဆိုင်မှာအချိန်မီဆက်သွယ်ဝယ်ယူအားပေးလို့ရမယ်အားတော့ကျွန်တော်ဆိုင်မှာလက်ရှိနေသေးတဲ့အယောင်တွေပေါ့ဗျာနော်ကြိုက်တဲ့အယောင်ကျွန်တော်ရွေးချယ်လို့ရမယ်အမတ်တွေကြီးလိုက်မယ်ဆိုရင်လည်းလုံးဝကြိုက်တဲ့အယောင်ရွေးချယ်လို့ရအောင်မယ်ဗျာနော်2026ရဲ့အပြာရောင်လိုင်းရဲနဲ့ထွက်ထားတဲ့ကောင်နော်ဒီကောင်လည်းရှိအောင်မယ်ဗျာနော်ကျွန်တော်ဆိုင်မှာ Yamaha အိမ်မက်ကျွန်တော်တို့ brand new 2026 model standard version အမဲအောင်တစ်စီးလဲကျွန်တော်တို့ဆိုင်မှာရှိအောင်မယ်ဗျာနော်ဟိုဘက်ထဲမှာကြီးလိုက်မယ်ဆိုရင်လုံးဝ R55 V4 နော်ကျွန်တော်တို့2022 model နော်ဟိုဘက်ထဲမှာကြီးလိုက်မယ်ဆိုရင်ကန်ဖီလနိုကျွန်တော်တို့ hybrid မျိုးစား blue core engine ကိုသုံးပေးထားတဲ့ကောင်အဲ့ဒီကောင်လည်းရှိအောင်မယ်ဗျာနော်ပစ္စည်းစင်လာပြီးသားဟိုဘက်ထဲမှာကြီးလိုက်မယ်ဆိုရင် PG1 နေလုံးဝကြိုက်တဲ့အယောင်ရွေးချယ်လို့ရမယ်စမူစာခွန်ကထုတ်ပန်ကျွန်တော်တို့အုံနှွဲရိုက်မှာရှိတဲ့ညီကိုတွေရောကျွန်တော်တခြားနယ်ဝေးညီကိုတွေရောအကြီးကျလက်ငင်းလိုချင်တယ်ဆိုရင်တော့ Yamaha ပဲဖြစ်ဖြစ် Honda ပဲဖြစ်ဖြစ်ကျွန်တော်လီယန်ယုံဆိုတဲ့ဆိုင်မှာအကြီးကျလက်ငင်းအကုန်ရမယ်ဗျာနော်ဆိုင်ငယ်နဲ့ပတ်သက်တဲ့အစိတ်ပိုင်းတွေကိုလည်းအကုန်လုံးမှာယူလို့ရမယ်ဗျာဒါဆိုဒီဗီဒီယိုလေးကိုကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်မယ်ကျွန်တော်တို့တွေနောက်ဗီဒီယိုကြမှာစုံရတာပေါ့ဗျာ